mind တင်ရင် others လို့ပေါ်ပေါ်နေတတ်ပြီးတော့ဘယ်သူတွေကများကို profile ကိုခိုးကြည့်နေလဲဆိုတာသိချင်တဲ့မိတ်ဆွေတို့အတွက် Facebook ကနေ update လုပ်ပေးလိုက်ပါပြီအဲ့မှာဆိုရင်ကိုနဲ့ friend မဖြစ်ကိုကိုလည်း follow ထားတဲ့သူမဟုတ်ဘဲနဲ့ဝင်ချောင်းကြည့်နေတတ်တဲ့ other viewer တွေကိုသိရတော့မှာပါတာမန် account သုံးနေတဲ့သူတွေကတော့မသိရသေးဘူးပေါ့နော် professional မှုပြောင်းထားတဲ့သူတွေကပဲကြည့်လို့ရမှာပါ professional မှုပြောင်းထားတဲ့သူတွေက story တင်တဲ့အခါမှာ viewer ကိုကြည့်လို့ရှိရင်ခုလိုမြင်ရမှာပါဒါကကိုကို follow ထားတဲ့သူဒါကတော့ကိုနဲ့ friend မဖြစ်ကိုကိုလည်း follow ထားတဲ့သူမဟုတ်တဲ့ non follower တွေပါပြောမယ်ဆိုရင်တော့ကိုရဲ့ mind ကိုဝင်ကြည့်တဲ့တခြား other ဆိုတဲ့သူတွေပေါ့ကိုက professional mode လုပ်ထားတယ်ဒါပေမဲ့အခုပြတယ်လို့မျိုးမဖြစ်သေးဘူးဆိုရင်တော့ Play Store မှာ Facebook ကို update ကလုပ်ထားလိုက်ပါခုမှ update ပေးနေတော့ဆိုတော့ကိုယ်စီမပေါ်သေးတာလည်းဖြစ်နိုင်တာမို့လို့ခဏတော့စောင့်ကြည့်ပေးဦးပေါ့နော်မိတ်ဆွေကအဲ့လိုကို mind က other တွေကိုသိကျင်လို့ professional mode ပြောင်းသုံးခြင်းနေဆိုရင်တော့အခုလိုအစင်းစင်းကြောင်းသွားလိုက်ပါprofessional mode ပြောင်းပြီးမှရိုးရိုး account ပြန်ပြောင်းမယ်ဆိုရင်တော့ခုလိုပြောင်းလိုက်ရုံပါပဲဗျနောက် tips တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့ professional mode မှာဆိုလို့ရှင် mind ကိုခိုးကြည့်တဲ့သူတွေမဟုတ်ဘဲနဲ့ profile ကိုပါလာချောင်းကြည့်တတ်တဲ့ visits အရေးအတွက်ကိုပါသိနိုင်တာဖြစ်ပါတယ်အားလုံးလည်းစမ်းကြည့်ပြီးရင် comment box မှာပြောပြခဲ့ကြပါဦးနော်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့နည်းပညာဗီဒီယိုတွေမှာကြံဆုံတွေ့ပါမယ်